带别，我叫不了嘞，我叫不了，带别，不要，就带不了，就带不了，我。 ကြောက်တန်းတွေပေါ်များလွန်းလို့အင်္ဂလိပ်ခေတ်ကလေးကမီးပြလိုက်ပါစောက်ခဲ့ရတဲ့ဟိုင်းကြီးအနာကအေကွာရာကြောက်တန်းကိုဖြတ်ပြီးတော့ပင်လယ်ထဲကိုမိုင်းတရားကျော်ရွတ်လွင့်မယ်။တော်ဟဲ့အောင်ကြီးငါးတွေဆိုတာဟာရှင်နွေးစုနေတဲ့အတိုင်းပဲဒီခရီးကပင်လယ်ငါးများတစ်ခုတည်းမဟုတ်တော့ပါဘူး။ကြမ်းတမ်းခက်ခဲလာတဲ့အေကွာရာကြောက်တန်းကြီးကိုကျော်ဖြတ်ပြီးတော့မာယာများလာတဲ့ပင်လယ်ကြီးတွေကိုမိုင်းတရားကျော်ရွတ်လွင့်ခဲ့တဲ့ခရီးချမ်းကြီးတစ်ခုလည်းဖြစ်ပါလေ။ဒီနာကကြောက်ခုံတွေကအမတန်ငါးပေါ်ကြပေမဲ့မာယာများလာတဲ့ပင်လယ်ကြီးကတော့ဒီတစ်ခေါက်မှာမျက်နှာသာမပေးပြန်တာနဲ့ဒီလောက်နဲ့ပဲကျွန်တော်တို့အဖွဲ့အိမ်မြန်ခဲ့ရပါတယ်ဗျကဲဒီနေ့ vlog လေးကတော့ငါးများနီးစနစ်တွေအရန်လာတဲ့ကမ်းလွန်ပင်လယ်ပြင်တွေကကျွန်းကလေးတွေကျွန်းတွေပေါ်ကထူးခြားစမ်းပြားနေတဲ့အရာလေးတွေရေအောက်ကအလှတရားတွေကိုတဘာဝဆန်ဆန်တင်ပြပေးသွားမယ် vlog လေးဖြစ်တာကြောင့်ဗီဒီယိုလေးဆုံးအောင်လိုက်ကြည့်ပါဦးဗျအထူးသဖြင့်ကျွန်တော်ဒီ vlog ထဲမှာပင်လယ်ခုမှသွားမဲ့လူတွေအတွက်ဘာတွေပြင်ဆင်နေလဲဘာများနည်းတွေရှိတယ်ဘလို့များရတယ်ဆိုတာလေ beginner landing လေးကျွန်တော်လုပ်ပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးဆုံးအောင်လိုက်ကြည့်ပါဦးဗျကဲကျွန်တော်မနက်စောစောဒါရန်ကုန်ကနေထွက်ခဲ့လိုက်ပြီးတော့ဒါညလောက်ရောက်တယ်ဗောနော်ညကိုကျွန်တော်ခန်းကြီးမှာအိပ်ပြီးတော့နောက်တနေ့မနက်မှာကျွန်တော်ဈေးဝယ်ထွက်ပါတယ်ဗျဈေးဝယ်ထွက်တာလေးလိုက်ပြမယ်နော်ကျွန်တော်လှေအတွက်လိုအပ်တာဘာညာဘာတွေဝယ်မလဲဆိုတာလေးပြမယ်ပြီးတော့ငါးတိုင်လေးတွေပါလေးလိုက်ပြမယ်နော်လိုက်ကြည့်အောင်ဒီတယောက်ကကျွန်တော်တက်ခေါ်လာတက်လို့မရခိုင်းဘူးဒါကျွန်တော်တို့ရောက်တဲ့ချိန်မှာဒါဟန်ကြီးစီးထဲမှာတော့ကက်တောင်းတော်တော်ကက်ကလေးပေါ့နော်ကက်ကလေးတော်တော်များနေပေါ့နော်တော်တော်ရနေကြတယ်တပိတ်တာမှာတော့လန်ထွက်နေရပဲ4000ပဲရှိတယ်ဗျကျွန်တော်တို့ပါလာတဲ့ဥမြတ်မိုးကတော့ဒါပင်လယ်ထဲရောက်သူငါးမရမှာကြိုသိတော့ပင်လယ်ထဲမှာစားဖို့ရငါးဝယ်တာပေါ့နော်ငါးကောင်းများတာကိုငါးဝယ်ပြီးသွားတဲ့ဦးလေးပါဟုတ်ရှယ်ကြောများပြီမယ်ကြောများပြီမယ်ဟုတ်ခက်တဲ့ပဲစီလည်းမသိဘူး2500 10လောက်2500 10လောက်နော်ကျွန်တော်တို့ပင်လယ်သွားရင်ဒါခက်တက်ကလူတယ်ပေါ့နော်ကျွန်တော်အစာကောက်ပါညာများလို့ရှိရင်ကြတော့ဒီကောင်တဲ့ကြတော့ငါးလေးထူတာလည်းခံနိုင်တယ်ပေါ့နော်ကျွန်တော်တို့ပြီးတော့ဒါလိုအပ်တဲ့ဟင်းသီးရွက်ဆန်စီစားပါညာဝယ်ပြီးတော့ကျွန်တော်ဒါဒီဘက်ကခက်တက်တွေတိတ်မကြိုက်လို့ကျွန်တော်တို့ငါးလေးတို့ခက်တက်တို့ဝယ်ဖို့အတွက်ငါးတိုင်းနေစီဒိုးပါမယ်ဗျကဲမင်းတို့ခုရောက်သွားတဲ့နေရာကတော့ဒါကန်ချိုင်ကဒါ Z8 ဆိုတဲ့ငါးတိုင်လေးပေါ့နော်ဒါကျွန်တော်ကန်အဟိုင်းကြီးရောက်တိုင်းအမြဲတမ်းအားပေးတဲ့တိုင်လေးပေါ့နော်စီလေးမစိုးပါဘူးဗျဒီကောင်ပဲလေးလည်းမလေးအဲ့ဒါ2000လို့ပဲနည်းနည်းပြပါဦးဗျဆက်ကြည့်အောင်ဟာဘာကြီးတို့ဟောငါတော့မေးစီလေးကိုငါတော့စိုက်နေဟောစိုက်နေဒီစိုက်ဆိုရင်ဒါတော့လေခုခဏထုတ်လိုက်မယ်နော်ရလားဘယ်စီဝမ်းလို့9000နဲ့7000အပြန်အားပေးမယ်နော်ညပါအောင်ဟောတိုက်ကားလေးပုံတိုင်းကြီးနဲ့ဒီမှာမီးရရက်တွေပြန်ပြီးရတာဟုတ်ဒီကစလုံးလေးကြီးတိုက်ကားကြီးလားအော်ဒီကောင်ကိုပေါ့ကင်ဆိုင်လေးဟမ်ကျွန်တော်ပြောတဲ့ဒီဆိုင်ကပဲသေးတယ်အဲ့ကောင်6000ကျော်6000ကျော်ဩဒါအကြီးဒါတော့ဘာခေါ်လဲဘယ်လိုဘာပစုံခေါ်လဲမီနီဝိုက်ဟမ်မီနီဝိုက်ဩမီနီဝိုက်လို့လည်းခေါ်တယ်ပေါ့နော်ဟိုကောင်ကဂျာတိုက်ကားခေါ်တယ်ဂျာခေါ်တယ်ဒီကောင်ကဝိုက်ဩဘယ်ကောင်မူစည်းကြည့်လဲမင်းကိုတိုက်ကားမူစည်းကြည့်ဩကျွန်တော်ငကြောင်းသမရှိတယ်ဟောပေါင်းစည်းကြီးကြာတာပဲနော်မမကျွန်တော်အဲ့မှာဆက်ထားကျွန်တော်တို့တွေဒီပါတရားအောင်ပါလိုက်တယ်အဲ့ဒါပြည်စီတယ်ဝမ်းကြောက်ဒီကောင်ငမုတ်ဩငမုတ်ဖြူငမုတ်နေမှာဘယ်ငမုတ်ကသေးကြီးတော့ဒီကောင်သေးကြီးတော့နော်ဝယ်စရာရှိရဝယ်ပြီးဆိုတော့ဒုမယ်ဒီမှာပြန်မဲ့လမ်းမှာတော့ပဇွန်ကြောက်တွေလမ်းထားတာရှိုးပြီးခဲ့တဲ့ blog ထဲမှာနာနာလိုင်းခီယူအကြောင်းတင်လိုက်တော့ဒါဘယ်လိုဝဲရလဲဘာညာမင်းနေတဲ့လူတွေအတွက်တော့ကျွန်တော်ခမောက်မော်ထိတ်ကဒီမက်ငယ်ဆိုတဲ့ဒါနာနာလိုင်းခီယူတိုင်ကိုတစ်ချက်ဆက်စုကြည့်မယ်ဗျဒါနာနာလိုင်းအတွက်မြုံပေါ့
ပြန်ရောင်းလာလားကို့အတွက်ကိုလောက်ပါလား ကိုတော့ကိုလောလောကိုလေးပါ အော်ကိုလေတော့ပဲကိုကိုဒါကြောင့်ဘယ်ရောက်ဝင်တာလဲ အဲ့အပေါက်မဖောက် အော်ဒီအားကြောင့်အပေါက်လည်းမပါဘူးလို့ ဒါလုပ်ပြီးသား ဟောလောက်ပြီးသား ဒီမှာအပေါက် ဟောဒီကောင်ပြောင်းဝင်တာ ရဒီမှာငါးသားရှိရ ဟောငါလာရှိအခုဘယ်စည်းလဲမသိဟမ် 12,000လို့ကောက် 1200သိ ရနာလား ရနေတိုင်းတော့ရှိရမလား ရှိပါလေ ရှိရတော့အဲ့ဆိုအပြန်မအားပေးမယ်ပင်လေငါသွားမြောင်းမှာ9ရက်လောက်ကြာမှာဟုတ်ကျေးဇူးဆရာကြီးကတချင်းနဲ့နှံ့တယ်နော်တချင်းနဲ့နှံ့ဟာတော့အေးစစ်အေးဖိထားလိုက်ကြရင်အလီဝင်နေပြီထားတော့လို့ထားတော့နေမြင့်နေပြီမအိမ်နဲ့တော့ထားပါတော့တာရဲ့ဟိုဘက်လေကျွန်တော်တို့ပင်လယ်သွားရင်ဒါမပါမဖြစ်တဲ့ဟာတော့ဒါရေတန့်ရဲ့ဒါဓာတ်စားရေပေါ့နော်ကျွန်တော်တို့အဲ့ဒါရေတန့်တို့အေးတို့ပေါ့နော် ready ပါညာအဲ့ဒါမျိုးလေးတွေစိုင်းမှာဝင်ဝယ်ပါတယ်ဗျရှိတဲ့လူနဲ့တွက်ပြီးတော့တရက်ကို4-5ဘူးစာလောက်ပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းဝယ်ပါတယ်ဗျပင်လယ်ထဲမှာကျတော့တချို့အသေးတွေပါတွေကဒါဟိုကြိုက်တယ်ပေါ့နော်စက်ကီကြိုက်တယ်ဆိုတော့ခါကျတော့အဲ့ဒါလေးတွေဒါသူတို့နေပါဝယ်လို့ရအောင်လို့ပို့ဝယ်လာပေါ့နော်ကျွန်တော်တို့လေရဒါညနေမှထွက်မှာဆိုတော့ဒါလေသမားအကိုကြီးအိမ်မှာပဲဒါ9000ဆန်းတို့ဝက်သားတို့ပေါ့နော်ဒါအိမ်မှာဟိုင်းကြီးကအိမ်တော်တော်များများမှာဒါစားလို့အရန်ကောင်းတာတခုကဘာလဲဆိုတော့ငပိရေပေါ့နော်သူတို့ဒါရခိုင်ငပိချက်လေးတွေတော်တော်မိုက်ဗျโอเคဒါကျွန်တော်တို့ဒါညနေပိုင်းပေါ့နော်ပထမရက်လီစားထွက်မှာပေါ့နော်လီစားထွက်မယ်တညလုံးမောင်းမယ်မောင်းပြီးတော့မနေ့ရောက်မှငါးများပဲပေါ့နော်အခုဒါလေပေါ်မှာပစ္စည်းပါညာရေခဲရိတ်ခါပါညာအကုန်တင်ပြီးသွားပြီပေါ့နော်တင်ပြီးဆိုတော့တစ်ခုညက်နေကျွန်တော်ထွက်ပါမယ်ကျွန်တော်လေပြမယ်နော်လေကြည့်အောင်ပြောလေကဲဒါကျွန်တော်တို့သွားမဲ့လေလေးပါကျွန်တော်လေပေါ်မှာဘာတွေပါလဲတစ်ချက်လိုက်ပြမယ်နော်ပစ္စည်းရတော့အကုန်ချပြီးသွားပြီပေါ့နော်ကျွန်တော်တို့လေပေါ်မှာဆိုဒီအောက်မှာတော့ဒါဟွာတယ်ရေခဲပုံးနေရေခဲပုံးရေခဲရိုက်ထားတယ်အပေါ်မှာလည်းရေခဲလေကစ်ရေခဲအပြည့်ဖြည့်ထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့မှာတောက်ဖို့တောက်ရည်ကဘယ်နှကတ်တော့ကတ်40လားကတ်40ရဲ့ဘူးကြီးတွေရပေါ့နော်ရင်သားဘူးကြီးတွေအဲ့ဒါရဲ့ပြီးတော့မှရေချိုပုံးနေပြီးတော့ကျွန်တော်ရိတ်ခါပါညာစံပါညာတွေအဲ့ဒါကြီးလည်းအကုန်တင်ပြီးသွားပြီဒီကဲနဲ့ရပြီဒါတော့ညနာပဲပြည့်သွားပဲတိုက်ပေါ့နော်ဒီကလေးနဲ့ဒီဘက်မှာကြတော့ဟင်းဟင်းရွက်ဘာညာချင်းဆိုတော့ခင်းချင်းဒီရုပ်တိပါတော့အဲ့လေဟာတက်ရှူငပိကျော်စီငရမ်းကြောက်ဟာစက်တုံဖြူနေချင်းဘာညာပတ်လာဘာငရုတ်စီပန်းကြမ်းများကြီးဝါစာဘီအဲ့လေဒါရေးကြည့်ရနော်ရေးကြည့်ရကျွန်တော်တို့တူနာရရင်ဒီကောင်ပါလီးပြီးတော့ဝါစာဘီလေးနဲ့ဆွဲမယ်โอเคထွက်လို့ရပြီသိမယ်ကဲအားလုံးပဲဗီဒီယိုလေးရမ်းရှိသွားမှာဆိုလို့မတူးအနေနဲ့ထပ်လာပါမယ်ဗျအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလာတွင်ကကိုကျော်ပါအားလုံးပဲ good luck